Hello, Smile ဒီရှိဦးမဖြစ်ပါတယ်ဒီနေ့ AN ဆိုတဲ့အတုံးလေးကိုရှင်းပြပေးမှာပေါ့နော် AON သူရဲ့အဓိပ္ပာယ်လေးကဘာလဲဆိုရင်တခုဒါမှမဟုတ်ရင်တကောင်ဒါမှမဟုတ်ရင်တစ်ယောက်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်တခုတကောင်တစ်ယောက်လို့အဓိပ္ပာယ်ရတယ်ဒီ A လေးနဲ့ M လေးကဘယ်လိုကွာခြားလဲဆိုရင် number 1မျိုးလေးပေါ့နော် A ကဘယ်မှာသုံးလဲဆိုလို့ရှိရင် A ကို consonant တွေမှာသုံးတယ် consonant တွေမှာသုံးတယ် consonant ဆိုတာဘာကိုပြောတာလဲဆိုတော့ဘီးတွေပေါ့နော် consonant ဆိုတာဘီးကိုပြောတာဘီးဆိုတာက A E I O U စကားလုံးတွေမဟုတ်ဘူးသူတို့နဲ့စတာမဟုတ်တဲ့ noun တွေပေါ့နော်အစစကားလုံးကိုကြည့်ရတယ်သူတို့နဲ့စတဲ့စကားလုံးတွေမဟုတ်ဘူး A E I O U နဲ့စတာမဟုတ်ဘူးလို့ပြောချင်တာပြီးလို့ရှိရင်အတန်မထွက်ဘူး consonant ဆိုတာကအတန်မထွက်ဘူး A E I O U နဲ့စတာမဟုတ်ဘူးအတန်မထွက်ဘူးဒီစကားလုံးတွေအကုန်လုံးကို consonant ဘီးလို့ခေါ်တယ်ပေါ့နော်example အနေနဲ့ဆိုလို့ရှိရင်ဘာလဲဆိုတော့ cat ပေါ့ cat ရဲ့ initial word လေးက C နဲ့စထားတယ်ဒီ C က consonant ဖြစ်တဲ့ A ရရမဟုတ်ဘူးပြီးတော့သူ့အတန်ထွက်ကြည့်လိုက်တော့ cat ဆိုတော့အတန်မဟုတ်ဘူးပေါ့နော်ဒါဆိုရင် cat ကိုသုံးချင်တယ်ကြောင်တကောင်လို့ပြောချင်တယ်ဆိုရင်သူ့ရဲ့အရှိပြီးမှာ A ဆိုတဲ့စကားလုံးလေးသုံးပြရတယ် a cat လို့ပြောတယ် a cat ဆိုရင်ကြောင်တကောင်ပေါ့နော် a cat စီးမြနံပါတ်2ကကြတော့ n ကိုသုံးတာn ကိုဘယ်ချိန်မှာသုံးလဲဆိုရင်ဝါဝါတွေနဲ့စတဲ့ noun တွေမှာသုံးတယ်ဝါဝါဆိုတာကတော့ A E I O U ကိုပြောတာဖြစ်တယ်ဝါဝါနဲ့တော့စရမယ်အတန်နဲ့ထွက်ရနော်အတန်လည်းထွက်ရမယ်ဝါဝါနဲ့လည်းစရမယ်အတန်လည်းထွက်ရမယ်A E I O U နဲ့စတဲ့ဘာဝနဲ့လည်းစတဲ့အတန်လည်းထွက်တယ်ဒါဆိုရင်သူကိုဘယ်လိုပြောလဲအန်သုံးတယ်ပေါ့နော်အန်သုံးပြရတယ် example အနေနဲ့ဆိုလို့ရှိရင် apple ပေါ့ apple ဆိုရင်သူ့ရဲ့ initial word က A ဆိုတဲ့ဝါဝါလည်းဖြစ်တယ်အတန်ထွက်ကြည့်လိုက်တော့သူ့ရဲ့ sound လေး apple အတန်ထွက်တယ်ဒါဆိုရင်သူ့ကိုသူ့ရဲ့အရှိမသုံးရင် an လို့သုံးပြရတယ် an apple ပန်းသူတစ်လုံးလို့ပြောတယ်ဒီ sonnet က A သုံးတာက consonant B consonant ဆိုတာ B ကိုပြောတယ် A E I O U မဟုတ်တဲ့စကားလုံးတွေနဲ့စတဲ့noun တွေအတန်မထွက်ဘူးဒီ n ကိုသုံးရင်ဝါဝါ A E I O U နဲ့စပြီးအတန်လည်းထွက်ရမယ်စရုံနဲ့တင်မရဘူးအတန်လည်းထွက်ရမယ်ဒီလိုစကားလုံးတွေဆိုလို့ရှိရင် n သုံးပြီးရပေါ့နော်ဒီမှာသတိထားစရာလေးအချက်လေးတစ်ခုရှိတယ် university ဒီစကားလုံးဆိုလို့ရှိရင်သူက U ပေါ့နော်သူ့ရဲ့အစစကားလုံးကြီးက U ဖြစ်တယ် the first word က the first letter က U ပေါ့နော်အဲ့ဒီ the first letter လေးက U ဖြစ်နေတဲ့အတွက်ကြောင့်မို့ဘာလို့ယူဆပြီးတော့ N University လို့သုံးလို့မရဘူး N University သုံးခွင့်မရှိဘူးသုံးလို့မရဘူးပေါ့နော်သူ့ရဲ့စီမီယာသုံးလို့မရဘူး AEIO နဲ့စတာဟုတ်တယ်သူ့ကိုထွက်ကြည့်လိုက်တော့ University ဆိုတော့အတန်မဟုတ်ဘူးဒါကြောင့်မို့လို့သူ့ကို N သုံးလို့မရဘူးUniversity လို့ပဲသုံးလို့ရတယ်ဒါဆိုတော့ဒီလိုစကားလုံးတွေလည်းရှိတယ်ဒါကြောင့်ဒီနေရာမှာအဓိကပြောချင်တာ AEIO နဲ့စတော့လည်းပဲအတန်ထွက်မှသာသူ့ကို N သုံးပေးလို့ရတာပါ AEIO နဲ့စပြီးတော့အတန်မထွက်ဘူးဆိုရင်သူ့ကို consonant လို့ပဲယူဆလိုက်တယ်သူ့အတန်အရာပေါ့နော် sound အရာပေါ့နော်ဒီ first letter တွေကိုအဓိက focus လုပ်တာမဟုတ်ဘူးအဓိကကသူ့ရဲ့ဒီ first sound ပေါ့နော်ပထမဦးဆုံးအတန်လေးကိုပဲအဓိကယူဆတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအဓိကအရှိစကားလုံးလေးမှာပေါ့နော် consonant AIO မဟုတ်တဲ့စကားလုံးတွေအတန်ဖြစ်တော့၎င်း AIO မဟုတ်တဲ့စကားလုံးတွေနဲ့စတဲ့ noun တော့၎င်း A သုံးပြရမယ်AIO နဲ့စပြီးတော့အတန်ထွက်လို့ရှိရင်တော့သူကို N သုံးပြရမယ်ဒီနေရာလေးကဒီဥစ္စာလေးက main point ပေါ့နော်အဓိကသတိထားရမယ့်အချက်လေးပေါ့နော်ကျမတို့ငယ်ငယ်တော့ဆိုရင်တော့AIO နဲ့စလို့ရှိရင် N သုံးပါဆိုပြီးတော့ချက်ခဲ့တာလေနော်အဲ့တော့ဒါလေးကိုသတိထားမယ်ဆိုတော့ဒီဘက်မှာလေ့ကျင့်ခန်းလေးလုပ်ကြည့်မှာပေါ့နော် number 1က front လို့ပြောတယ်အဲ့ဆို front ဆိုတော့ဒီအစလေးကကြတော့ဘာလဲဆိုတော့ဒီမှာ F နဲ့စထားတယ် F ဆိုတော့ဒီမှာအစစကလုံးလေးပေါ့နော်အစစကလုံးလေးက F နဲ့စထားတယ်သူ့ရဲ့အတန်လေးက front
ဆိုတော့သူ့ရဲ့အတန်ဘီးတန်လေးဘီးနဲ့ပဲစပြီးတော့ဘီးတန်လေးထွက်တယ်ပေါ့နော်ဒါဆိုရင်သူ့ကိုအိတ်သုံးပြီးတယ်နောက်ခါကျတော့ arc လို့ပြောတယ် arc ဆိုတော့သူ့ရဲ့the first letter လေးက e ပေါ့နော်ပြီးရင်အတန်ထွက်ကြည့်လိုက်တော့ i ဆိုတော့ a i o u နဲ့စတာလည်းဟုတ်တယ်အတန်လည်းထွက်တယ်ဒါဆိုရင်သူ့ကိုအန်သုံးပြီးမယ်ဒီနံပါတ်3ကကျတော့ autopad လည်းဒီပဲဘာဝနဲ့စတာဟုတ်တယ်အတန်လည်းထွက်တယ်ဒါကြောင့်မလို့သူ့မှာအန်သုံးပြီးမယ်နောက်တစ်ခု pant နံပါတ်4က pant ဆိုတော့ consonant နဲ့စတယ်ပြီးတော့အတန်ကလည်းအတန်မဟုတ်ဘူး consonant အတန်ပဲဒါဆိုတော့သူ့ကို a သုံးပေးမယ်ပေါ့နော်ဒီနံပါတ်5က robot ဆိုတော့ sorry robot ဒီမှာ robot ဆိုလို့ရှိရင်လည်းအတူတူပဲ consonant ဖြစ်တယ်ဒါဆိုတော့သူရဲ့ရှေ့မှာ a သုံးပေးမယ်နံပါတ်6က alligator ဆိုတော့ဒီမှာ vowel နဲ့လည်းစတယ်အတန်လည်းထွက်တယ်ဒါဆိုရင်သူ့ကို an သုံးပေးမယ်ဒါဆိုတော့7 8 9 10ကိုအဆင်ပြေမယ်လို့ထင်တာပဲလေနော် try ကြည့်လိုက်ပေါ့ဒီ grammar လေးကိုပေါ့နော်ဒီ an ဆိုတဲ့အသုံးလေးကိုကျမက grammar ထိုင်းစာအုပ်လေးကိုသုံးပြီးတော့ရှင်းပေးတာဖြစ်တယ်ဒီ grammar ထိုင်းစာအုပ်လေးကကျမလေ့လာခဲ့သမျှစာအုပ်တွေကျမ grammar နဲ့ပတ်သက်ပြီးအများကြီးလေ့လာတယ်အဲ့ဒီထဲမှာဒီစာအုပ်လေးကအရင်ရိုးရှင်းပြီးတော့ဘယ်လိုပြောမလဲနားလေရလွယ်တယ်ပေါ့နော်တချို့ note လေးတွေကတော့ note သူကဘယ်လိုပြောအတူချုပ်လေးပဲပါတာဆရာမတွေကြတော့ကျန်တဲ့စာအုပ်ကိုလေ့လာမှဒီစာအုပ်မှာလိုအပ်တဲ့ဟာလေးတွေထပ်ဖြည့်ဆက်လို့ရမှာပေါ့နော်ဒီစာအုပ်လေးကတော့လေ့လာရတာတော့ရိုးရှင်းတဲ့ရိုးရိုးရှင်းရှင်းလေးတွေလေ့လာလို့ရတယ်လွယ်ကူတယ်ဒါကြီးတော့ပြည့်ပြည့်စုံစုံတော့မပါပေမဲ့လည်းကိုယ်တိုင် set study လုပ်ရှင်တဲ့ကလေးလေးတော့လည်းကောင်းကိုယ့်ရဲ့ကလေးကိုပြန်သင်ပေးရှင်တဲ့မိဘတွေပေါ့နော်ပြီးလို့ရှိရင် teacher career စရှောက်မဲ့သူတွေအတွက်ကိုရည်ရွယ်ပြီးတော့ဒီစာအုပ်လေးနဲ့ရှင်းပြပေးတာဖြစ်တယ်အသုံးဝင်မယ်လို့လည်းထင်တယ်ပေါ့နော်ဒီကောက်လေးမှာပဲထပ်ပြီးတော့ကျွန်မဗီဒီယိုလေးအများကြီးလုပ်ပေးမယ် grammar နဲ့လည်းလုပ်ပေးမယ် Oxford Phonics ကိုလည်းလုပ်ပေးမယ်ပြီးရင် grade 5 grade 6ပေါ့နော် English နဲ့ Math ကိုအဓိကတင်ပေးမယ်ပေါ့နော်လေ့လာရှင်းတဲ့သူတွေလေ့လာလို့ရအောင်ပြီးလို့ရှိရင် teacher career စရှောက်မဲ့ဆရာမလေးတွေအတွက်လည်းရည်ရွယ်တယ်ပေါ့နော်အဓိကသူတို့ကိုတော့ရည်ရွယ်တယ်ကျွန်မနားလည်းအပြင်မှာအဲ့လိုမျိုး grammar နဲ့ပတ်သက်ပြီးလာမေးတဲ့ဆရာမလေးတွေရှိတဲ့အတွက်ကြောင့်မို့ဒီဗီဒီယိုလေးတွေလုပ်ပေးမယ်လို့ရည်ရွယ်ထားပါတယ်။မှာတော့ဒီရှင် email ပါ